စစ်စရာကောင်းပြီးစကားပြောတတ်လို့ဆိုရတဲ့အမထက်နာမည်ကြီးနေတဲ့သမီးလေးချိုးဝရီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အားလုံးသိပြီးဖြစ်တဲ့အတိုင်းအခုနေ့သူသားဆောင်လင်းဗုဒ္ဓဝင်ပြန်ပွဲကြီးမှာတနိုင်ငံလုံးပထမစုကြီးနဲ့အတူစုချင်းဝေကျပ်သိန်းပေါင်း2000ကျော်ကိုထိုင်တန်စုကူသွားခဲ့တဲ့ရှမ်းပြည်နယ်ကသမီးလိမ္မာလေးမအင်းချစ်သူရဲ့တရင်ကတနိုင်ငံလုံးကိုပီတိဖြစ်စေခဲ့တာပါပို့ပြီးတော့လူပြောများနေရကဒီအောင်မြင်မှုကြီးရဲ့နောက်ွယ်ကနေအမဖြစ်သူအတွက်အတိုင်းမသိဝမ်းသာဂုဏ်ယူနေတယ်အခုဆိုရင်အမဖြစ်သူထက်တောင်ပို့ပြီးတော့နာမည်ကြီးလူပြောများနေတဲ့သမီးငယ်လေးမချောဝီရီရဲ့အကြောင်းပဲဖြစ်ပါတယ်အသက်17နှစ်အရွယ်သားရှိသေးတဲ့သမီးလေးချောဝီရီကအင်တာဗျူးတွေဖြေဆိုရမှာလူကြီးတယောက်လိုရင်းချက်တည်ငြိမ်ုံသားမကစကားပြောဆိုပုံကအရန်ကိုသွက်လက်ချက်ချပြီးတော့ညံရီထက်မြက်လွန်လာပါတယ်ကလေးတယောက်ရဲ့ဖြူစင်တဲ့အမူအရာလေးတွေစကားလုံးရွေးချယ်တတ်မှုတွေနဲ့ပွင့်လင်းမြင်သာတဲ့ခံစားချက်ဖော်ပြမှုတွေကြောင့်ပရိသတ်တွေကအသေးရပြီးတော့အချစ်ပိုနေကြရတာပါသူမရဲ့စကားတွေထဲမှာအထိမိဆုံးကအမဖြစ်သူမအင်းချစ်သူပန်းလိုက်ရောင်ပြီးတော့မိသားစုကိုလှုပ်ကြွေးခဲ့ရတဲ့ခိုးပြီးကာလကအခက်အခဲတွေအချိန်တွေကိုပြန်လည်ပြောပြခဲ့တာပဲဖြစ်ပါတယ်။အခြေခံလူတန်းစားမိသားစုဖြစ်တဲ့အတွက်စားဝတ်နေရေးကြက်တဲ့ချိန်မှာအမဖြစ်သူကပန်းတောင်းလေးဆွဲပြီးတော့တအိမ်တက်ဆင်းရောင်းခဲ့ရပါတယ်။အဲ့ဒီအချိန်ကအမကိုသူ့ရဲ့တငယ်ချင်းတွေတွေ့ပြီးတော့လှောင်ပြောင်ကြမှာအမမျက်နှာငယ်ရမှာကိုသမီးအရန်စိုးရိမ်ခဲ့တယ်လို့ကလေးပီပီရိုးသားစွာဖွင့်ဟလာတဲ့သူမရဲ့စာနာတတ်တဲ့စိတ်ထားလေးကတကယ်ကိုလေးစားစရာကောင်းပါတယ်။ဒါအပြင်ပြိုင်ပွဲကြီးဖြည့်ဆို့နေချိန်မှာလည်းသူမရဲ့ရင်တွင်းခံစားချက်ကပရိသတ်ကိုမျက်ရည်ဝဲစေခဲ့ပါတယ်။မမဖြေနေရင်းနဲ့ပင်ပန်းပြီးတော့လဲကျသွားမှကိုသမီးအရန်စိတ်ပူခဲ့ရတယ်ဆိုပြီးတော့ရှက်ကြီးတငယ်ငိုကြွေးပြောပြသွားတာကညီမနှစ်ယောက်ကြားကအင်မတန်နဲ့ရှိုင်းလာတဲ့တန်ရောစင်မြတ်တာတရားတွေကိုပြည်ပြင်းစွာမြင်တွေ့ရစေပါတယ်။အခုဆိုရင်တော့သမီးလေးချုံဝရီစီကနေနောက်ထပ်ထူးခြားပြီးတော့ချစ်စရာကောင်းတဲ့စကားလေးတွေကိုကြားလာရပြန်ပါတယ်။အဲ့ဒါကတော့အမဖြစ်သူအခုလိုထူးချွန်ထက်မြက်ပြီးတော့မိသားစုကိုကဲတင်နိုင်ခဲ့တဲ့အပေါ်မှာအတိုင်းမသိဝမ်းသာဂုဏ်ယူရင်းနဲ့အရင်ကအမပေါ်မှာကလေးဆိုးမိခဲ့တာတွေစကားနားမထောင်ခဲ့မိတာတွေအတွက်လူသိရှင်ကြားတောင်းပန်လာခဲ့တာပဲဖြစ်ပါတယ်။အရင်ကမမကိုစိုးခဲ့မိတာတွေရှိရင်ခွင့်လွှတ်ပါအခုကစပြီးတော့မမစကားကိုနားထောင်ပါမယ်လိမ္မာအောင်နေပါမယ်လို့မျက်ရည်လေးဝဲပြီးတော့ပြောရှာတဲ့ကလေးလေးရဲ့ရိုးသားမှုကကြည့်ရှုသူတိုင်းရဲ့အသေးကိုအည်ပြောစေခဲ့ပါတယ်။ကိုအမားကိုဝန်ခံရတဲ့ဒီကလေးမလေးရဲ့စိတ်ဓာတ်ကတကယ်ကိုချီးကျူးစရာပါဒီလိုအမဖြစ်သူရဲ့မစုံမနေတဲ့စူးစမ်းမှုကြောင့်စုကြည်ရလို့မိသားစုစာဝတ်နေရေးအဆင်ပြေသွားချိန်မှာအိမ်နဲ့ဝေးကွာနေသူကိုတန်းတတတိယလာမိပါတယ်။ငွေရေးကြေးရေးအဆင်မပြေမှုကြောင့်ထိုင်းနိုင်ငံမှာအလုပ်သွားလုပ်နေရတဲ့အကိုကြီးဆုံးကိုကြီးရဲ့အခုအိမ်မှာပတ်စံအဆင်ပြေပြီးပြန်လာခဲ့တော့နော်။အဲ့ဒီလိုမျိုးမျက်ရည်တွေနဲ့လှမ်းခေါ်လိုက်တဲ့ညီမလေးရဲ့ချစ်စရာဟန်ပန်လေးတွေတန်းတတန်လေးတွေကကြည့်ရှုသူတိုင်းရဲ့နှလုံးသားကိုစိုးနှင်းစေခဲ့ပါတယ်။မိသားစုတွေအတူတကွပြန်လဲစုံစည်းခြင်းနဲ့ကလေးတယောက်ရဲ့အိမ်မက်လေးပါပဲ။ကဲပရိသတ်ကြီးတို့ရောကိုအမပေါ်မှာအရန်ကိုခင်တွင်ပြီးတော့စကားပြောတော့လက်ချက်ချလွန်အမအတွက်ဂုဏ်ယူဝမ်းသာစွာမျက်ရည်ကျခဲ့တဲ့သမီးလေးချုံဝရီကိုချစ်ကြရဲ့လား။အရင်ကအဆိုးခဲ့မိတာတွေကိုပြန်တောင်းပန်တတ်တဲ့သူမရဲ့လိမ္မာရေးချရှိမှုလေးကိုရောဘယ်လိုမြင်ကြပါသလဲ။ဒီချစ်စရာကောင်းတဲ့ညီမနှစ်ယောက်ရဲ့အကြောင်းကို comment မှာဝင်ရောက်ဆွေးနွေးအားပေးသွားကြပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်